ဂျပန်နိုင်ငံကထိုးပို့ထားတဲ့ငါးမက်စီစီထိုးကုန်တဲ့ဟာကဘာတဝဲမှာဘာကြောင့်ဒီလောက်တောင်နာမည်ကြီးနေရတာလဲဒီဗီဒီယိုကြည့်ပြီးတဲ့နောက်မှာချက်ရှင်းနားလည်တော့ပါလိမ့်မယ်ဒါကနိုင်ငံတကာအစားတော့ဘီကင်လူချုံလေးစက်နှုံးတွေနဲ့အတိမဲ့ပြူထားတဲ့ငါးမက်စီစီထုံးလုပ်တဲ့စေယုံတစ်ခုဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကိုစတင်ဖို့အတွက်ရေခဲရိုက်ထားတဲ့ငါးမက်စီစီတွေကိုရေခဲအရေးဖြောဖို့ရေတိုင်ကြီးထဲမှာထားပြီးတော့ထဲယူဖို့ဆောင်ရေခါဖတ်ပေါ်ကိုပို့ဆောင်လိုက်ပါတယ်အလို့သမားတွေကငါးတကောင်ချင်းစီကိုတတ်မှတ်ထားတဲ့အပေါက်တွေထဲကိုရင်းမြင့်စွာစီတိုင်းထည့်သွင်းပေးလိုက်ပါတယ်ငါးတွေရှေ့ဆက်သွားတာနဲ့အမျှမလိုအပ်တဲ့အစိတ်ဖိုင်းတွေကိုဖယ်ရှားပေးမယ်အလိုလောက်ဖြတ်တော့တဲ့ဆက်ထဲကိုဝင်းရောက်သွားပြီးတန်ရှင်းတဲ့ငါးကိုထဲကိုတဝက်စီညီညာစွာခွဲထုတ်လိုက်ပါတယ်နောက်တစ်ဆင့်အမေအလို့သမားတွေကနားသက်ထိုင်းကပြီးဆုံးလက်ပညိဆက်ဖို့ပိုလီယန်နေတဲ့အပိုင်းစားတွေကိုလက်နဲ့တိတိချာချာညှက်ထုတ်ပေးပါတယ်ထို့နောက်ငါးချီနဲ့ညီညာမှုတွေကိုဖယ်ရှားနိုင်ဖို့အတွက်ငါးမစီစီတွေကိုအစားရည်စိမ်ရေချွေးခံထဲမှာစိမ်ပေးလိုက်ပါတယ်ငါးတွေလုံးဝတန့်စင်သွားတဲ့အခါပေါင်းပြီးကဲမဲ့အဆင့်ကိုပြင်ဆင်ဖို့စကားပုံစံသေးယူဖို့ဆောင်ရေးခါပတ်ပေါ်ကိုပြောင်းရွှေ့လိုက်ပါတယ်ဒါကတော့ဒီလုပ်ငန်းစဉ်ရဲ့အရေးကြီးဆုံးအဆင့်ပဲဖြစ်ပါတယ်ငါးမက်စီစီတွေကို300ဒီဂရီဆန်စီရဲ့အပူရှင်ရှိတဲ့အပူလွန်ခဲ့တဲ့ရေနွေးငွေကိုအသုံးပြုပြီးချက်ပြိုးပေးပါတယ်။ဒီချိန်ထဲမှာပဲအရသာနဲ့ sauce အလွားတစ်ထပ်ကိုလည်းအပေါ်ကနေညီညာစွာဖြန့်ပေးနေပါတယ်။ဒီလိုအရသာသွင်းပြီးကင်းတဲ့စဝင်းကိုအချိန်များစွာထပ်ခါတလဲလဲလှုပ်ဆောင်ပေးခြင်းဖြင့်ငါးမအရသာကိုနဲ့နိုင်ဆိုင်ဆိုင်ဆက်ပြိုးနဲ့နီထူထားတဲ့ရွှေရောင်တန်းပြီးအနှဲငယ်မီးကျွမ်းထားသလိုပုံစံမျိုးကိုရရှိစေပါတယ်။ကင်းပြီးတဲ့နောက်မှာငါးမက်စီစီတွေကိုအေးခံပြီးချက်ချင်းအေးခဲအောင်လှုပ်ဆောင်ပေးပါတယ်။နောက်ဆုံးအနေနဲ့ငါးတွေကိုအလို့အလောက်ထပ်သူစစ်စစ်ဆက်ကနေဖြတ်ထန်းစေပြီးနောက်အလို့သမားတွေကထိချတဲ့စံနှုန်းတွေအကြိုက်အလေးချင်းချင်းကသစိတ်တပိုင်းချင်းစီကိုထုတ်ပို့ပေးလိုက်ပါတယ်